ကြောက်တုံရဲ့ကန်ကြမှာခမည်းဘဝမှာအောင်မြင်ခြင်းသလားချမ်းသာခြင်းသလားဒါဟာလူတိုင်းရဲ့အိမ်မက်ပါဒါပေမဲ့လူတော်တော်များများမှာအောင်မြင်မှုကိုကံတရားဒါမှမဟုတ်ပါရမီကြောင့်လို့ထင်နေကြပါတယ်အမှန်တရားကတော့အောင်မြင်မှုဆိုတာကံတရားမဟုတ်ပါဘူးခမည်းရဲ့အမြင် vision နဲ့ဇွဲ persistence အပေါ်မှာတိဆောက်ထားတဲ့ယာလက်တစ်ခုပါပဲဒီနေ့ကျွန်တော်ပြောပြမယ်10မိနစ်စာပုံမြင်လေးဟာခမည်းရဲ့စီးပွားရေးနဲ့ဘဝအမြင်ကိုလုံးဝပြောင်းလဲသွားစေပါလိမ့်မယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပြီးခမည်းရဲ့အောင်မြင်မှုလမ်းကြောင်းကိုကိုယ်တိုင်ပုံဖော်ကြည့်လိုက်ပါရှေးတုန်းကမြစ်ကမ်းဘေးတစ်ခုမှာကြီးမားတဲ့ကြောက်တုံးရှိခဲ့ပါတယ်အဲ့ဒီကြောက်တုံးတွေကတူပါပဲရိုးရှင်းကြောက်တုံးတွေပါပဲလူတွေကဖြတ်သွားဖြတ်လာလုပ်ပေမဲ့ဘသူမှဂယုမဆိုင်ကြဘူးဒီနေ့မှာတော့နမဲကြီးကြောက်စွတ်เสียတယောက်အဲ့ဒီမြစ်ကမ်းဘေးကိုကြောက်လာတယ်သူကကြောက်တုံးကိုကြည့်ပြီးချက်ချင်းပဲသူ့ရဲ့ vision အမြင်ကပေါ်လာတယ်သူကဒီကြောက်တုံးဒီကိုဘာမှမရှိတဲ့ကြောက်တုံးဒီအဖြစ်မမြင်ပဲလှပတဲ့အမှုပညာလက်ရာတွေအဖြစ်မြင်ခဲ့ပါတယ်ဒါဟာစီဝါအေးမှာပထမဆုံးသင်ခန်းစာပါပဲလူတွေမမြင်နိုင်တဲ့အခွင့်အလီကိုမြင်အောင်ကြည့်တတ်ခြင်းပါကြောက်စစ်စရာကပထမကြောက်တုံးကိုစပြီးထုပါတယ်လက်ရိုက်နဲ့ထုတဲ့အခါကြောက်တုံးကနားတယ်ငါ့ကိုမထုပါနဲ့တော့လို့ငိုယိုပြီးပြောပါတယ်ကြောက်စစ်စရာကဒီခန့်ပါဒီနာကျင်မှုကနေခမည်းဟာပိုလှပါလာပါလိမ့်မယ်လို့ပြောပေမဲ့ကြောက်တုံးကမခံနိုင်တော့ဘူးလို့ညှင်းဆန်ခဲ့ပါတယ်နောက်ဆုံးမှာတော့ကြောက်စစ်စရာကအဲ့ဒီကြောက်တုံးကိုဆက်မထုတော့ပဲအိမ်တอี้ရဲ့အခြေခံကြောက်တုံးအထစ်ပဲထားလိုက်တော့ပါတယ်စီးပွားရေးသင်ခန်းစာစီးပွားရေးစတင်တဲ့အခါလူတိုင်းနာကျင်မှုသို့မဟုတ်အခက်အခဲတွေကြုံရပါတယ် Pareto principle 80%တော့လူတွေကဒီနာကျင်မှုကိုမခံနိုင်လို့အစမှာတည်းလက်လျှော့ကြပါတယ်အောင်မြင်သူတွေကတော့အဲ့ဒီနာကျင်မှုကိုတီးခံပြီးရှေ့ဆက်ကြပါတယ်ဒုတိယကြောက်တုံးကတော့ပထမကြောက်တုံးထက်ပိုပြီးဇွဲရှိပါတယ်ကြောက်စစ်စရာကထုတဲ့အခါနာပေမဲ့တီးခံမယ်အဖိုးအိုပြောသလိုငါဟာလှပလာမှာပါလို့ကိုအားပေးပါတယ်ကြောက်စစ်စရာကသူ့ကိုတေးကြထူးစစ်ပြီးလှပတဲ့ကြောက်အိုးလေးအဖြစ်ပြောင်းလဲလိုက်ပါတယ်ဒီကြောက်အိုးလေးကဈေးထဲမှာကြက်1000နဲ့ရောင်းရပါတယ်ရိုးကြောက်တုံးကနေကြက်1000တန်ကြောက်အိုးဖြစ်ပေါ်တာဟာတန်ဖိုးမြင့်တင်ခင် value addition ပါပဲစီဝါရေးသင်ခန်းစာ consistency is key ဇွဲရှိနဲ့ဆက်လို့ရင်ခမည်းရဲ့ပစ္စည်းသို့မဟုတ်ဝန်ဆောင်မှုဟာတဖြည်းဖြည်းကောင်းမွန်လာပြီးတန်ဖိုးရှိလာပါလိမ့်မယ်တာမန်လုပ်ငန်းအဖြစ်ရပ်တည်နိုင်ပါလိမ့်မယ်တတိယကြောက်တုံးကတော့အားလုံးထက်ပိုပြီးဇွဲရှိပါတယ်ကြောက်စစ်စရာကအနုစိတ်ဆုံးနာကျင်မှုအရှိဆုံးနီးလန်းတွေနဲ့ထုစစ်တဲ့အခါတတိယကြောက်တုံးကငါ့ကိုတီးထန်ပါအောင်ငါဟာပိုပြီးပြည့်စုံတဲ့အရာဖြစ်လာဖို့လိုတယ်လို့ပြောပါတယ်နောက်ဆုံးမှာတော့ကြောက်စစ်စရာကအဲ့ဒီကြောက်တုံးကြီးကိုကြီးမားတဲ့လှပတဲ့မြစ်စွာအရာရုပ်တိုက်ကြီးအဖြစ်ပြောင်းလဲလိုက်ပါတယ်ဒီရုပ်တိုက်ကြီးဟာဈေးထဲမှာမယောင်းပဲတန်ဖိုးမဖြတ်နိုင်တဲ့အရာအဖြစ်ဘုရားကျောင်းဆောင်မှာထားလိုက်တော့ပါတယ်လူတွေကလာပြီးပူဇော်ကြတယ်အလေးထားကြတယ်စီဝါရေးသင်ခန်းစာ The power of branding and excellence ခမည်းရဲ့လုပ်ငန်းကိုအမြင့်ဆုံးအရေးအသွေး excellence တိရောက်အောင်ကြိုးစားပါဖြစ်စည်းတစ်ခုတည်းရောက်တာမဟုတ်ယုံကြည်ခြင်း brand ကိုရောက်ပါဒါဆိုရင်ခမည်းရဲ့လုပ်ငန်းဟာပြိုင်ဘက်မရှိတဲ့တန်ဖိုးရှိတဲ့အရာအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်နေ့တနေ့အားစီကြတော့ကြောက်တုံးပြန်ဆုံးတယ်ပထမကြောက်တုံးကငါဟာနေ့တိုင်းခြေနှင်းခံရတယ်လို့ငီးသွားတယ်ဒုတိယကြောက်တုံးကငါဟာချက်3ဘွဲတန်တယ်တနေ့တော့ကွဲသွားနိုင်တယ်လို့ပြောတယ်တတိယကြောက်တုံးဘုရားရုပ်တိုက်ကြီးကတော့ငါဟာတန်ဖိုးမဖြတ်နိုင်တဲ့အရာဖြစ်သွားပြီလို့ပြုံးပြီးပြောပါတယ်ကြောက်တုံးတွေကအတူတူပါပဲဒါပေမဲ့တီးခံမှုနဲ့အရေးအသွေးပေါ်မှာမူတည်ပြီးသူတို့ရဲ့ကံကြမ္မာကပြောင်းလဲသွားခဲ့ပါတယ်ခမည်းရဲ့စီးပွားရေးမှာတော့ခမည်းကနာကျင်မှုကိုမခံနိုင်လို့အခြေခံကြောက်တုံးအဖြစ်ပဲရပ်တည်နေသလားဒါမှမဟုတ်တီးခံမှုနဲ့ဇွဲကိုအသုံးပြုပြီးတန်ဖိုးမဖြတ်နိုင်တဲ့အမှတ်ဒီဇိုင်း brand တစ်ခုအဖြစ်ပြောင်းလဲဖို့ကြိုးစားနေပြီလားအချိန်ဆိုတာပြန်မရတဲ့အရင်နည်းမှာဒီနေ့ခမည်းတီးခံလိုက်တဲ့နာကျင်မှုဟာမနှက်ဖြန်မှာခမည်းရဲ့အောင်မြင်မှုအထက်တန်ဖိုးစီဆုံးအရင်နည်းဖြစ်လာပါလိမ့်မယ်ခမည်းကိုယ်တိုင်ကလေးဘဒူးမှလာကဲမှမဟုတ်တဲ့အမှန်တရားကိုလက်ခံပါမိခွန်ခမည်းရဲ့စီးပွားရေးသို့မဟုတ်ဘဝမှာအခုလက်ရှိကြုံတွေ့နေရတဲ့နာကျင်မှုကဘာဖြစ်မလဲအဲ့ဒီနာကျင်မှုကိုကြော်လွှားပြီးတန်ဖိုးမဖြတ်နိုင်တဲ့အရာအဖြစ်ခမည်းဘယ်လိုလုပ်မလဲ comment မှာရေးပေးခဲ့ပါဦး success mindset mm နဲ့အတူဇွဲရှိနဲ့အောင်မြင်မှုအရှိရှောက်လန်းကြပါစို့